ဒီလို ChatGPT တို့ Gemini တို့ကိုနာမည်ကြီးကိန်းတွေရေးခိုင်းတဲ့ဗီဒီယိုတွေကြည့်ပြီးကျွန်တော်လည်းတပုတ်လောက်လုပ်မယ်လို့စဉ်းစားလိုက်တာပေါ့အဲ့တော့ဒီနေ့ကုတ်ကိုတစ်လုံးမှမထိပဲနဲ့ ChatGPT တစ်ခုတည်းသုံးပြီးတော့ဂိမ်းတစ်ခုရေးတော့မှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံဆိုတော့မြန်မာတွေအရင်စော့ကြတဲ့ဂိမ်းတစ်ခုရေးဖို့ဆုံးဖြတ်လိုက်တာပေါ့ဒီတော့ကျွန်တော်ရေးသွားမယ့်ဂိမ်းကမြန်မာနိုင်ငံသားတိုင်းရဲ့ဖုန်းတွေပေါ်မှာကျွန်တော်တို့စော့ခဲ့ကြတဲ့ငတ်တပြားကိုယ်ရလာပြီဟေးဟုတ်တယ်ထွက်တာတော့2012တည်းထွက်တာအခုဆို14နှစ်လောက်ကြာသွားပြီအဲ့ဒီ game ကို ChatGPT ကိုပဲသုံးပြီးတော့ရေးခိုင်းကြည့်မယ် ChatGPT က cook သွားမလား let's see အမှန်တကယ်ဆိုတော့ prompt ကိုပေါ့ရေးရမှာဒါပေမဲ့ကျွန်တော်ကစောက်ပြင်းမလို့ ChatGPT ပဲပြန်ရေးခိုင်းလိုက်တယ်ပေါ့နော် bro cooked ရလာတဲ့ prompt လေးကို copy မယ်သုံးမဲ့ model က thinking model ကိုမှ extended time ChatGPT ကပေးတဲ့ prompt နဲ့ ChatGPT ကိုထပ်ချက်ပြုတ်ခိုင်းလိုက်မယ်ငကြင်းစီနဲ့ငကြင်းပြန်ကြော် bro is cooking again right there ထပ်ချက်ပြုတ်ပြီးအောင်ကိုချက်ရေး15 minutes later ဒါလေးရေးတာ15မိနစ်လောက်ကြာတယ် okay 15မိနစ်လောက်ကြာအောင်ဘာတွေချက်ပြုတ်ထားလဲကျွန်တော်ချက်ရှိုးကြမယ်ခုံမှုအတွက် space ဒါမှမဟုတ်ရှင် mouse ကိုသုံးပါတဲ့ okay ဗျာကိုချက်ရေးပေးတဲ့ prompt လေးကို copy မယ် copy ပြီးတော့ကျွန်တော် VS Code တွေမှာသွားထည့်မယ်ကောင်စိုးလေးတက် HTML let's go let's run this bad boy ငတ်တက်ပြတောရွာပြန်ပြေးပွဲပါတဲ့သိညစ်တယ် okay ငတ်တက်ပြကင်းနဲ့ဒူလာချက်ရှိုးမယ်ညခုံနေလေစပိတ်ကိုနှိပ်နေလေဖင်ကမီးရထွက်လာပြီးတော့ဖင်မှာကျတော့မီးတောက်ပြီးတော့ဘာလို့မခုံတာလဲ A few moments later မန်ကတော့ခင်ဗျာအလုပ်ဖြစ်တယ်ဗီဒီယိုရိုက်နေတဲ့စောက်ပင်းကစပေပါကိုဖိပါလို့ရေးထားတဲ့ဟောဂျိုတာတော်မှုလို့ရောမလုပ်စော့လို့လည်းရပြီဆိုတော့ဒီခင်ဗျာတကယ်ကိုငတ်တက်ပြပဲချိုးလိုက်ခေါင်းပေါ်မှာရောင်တုံးလေးတောင်ပါသေးတယ် obstacle တွေနဲ့ထိလို့ရှိရင်တေးတယ် obstacle တွေမှာ bamboo spike law birds တော့ဒီကောင်တွေကတက်တုံးနေဒီကောင်တွေကငှက်တွေနဲ့ဒီကောင်တွေကစူးဂျွန်နေခဏနေရောဘာလို့တက်တုံးနေရလေးပေါ်ပြန်နေခင်ဗျာစော့လို့ရတယ်ဒါပေမဲ့ပြဿနာလေးရှိနေတယ်ချက်ချင်းခုံလို့မရဘူးအပေါ်သုံးကနေသွားလို့ရှိရင်မတိဘဲနဲ့ကြက်တော့သွားလို့ရတယ်။ coordination တွေဘယ်လောက်ရနေပြီဆိုတော့မသိရဘူး။တစ်ပင်တွေက glitch ဖြစ်နေ။ဒါတွေကိုလည်း ChatGPT ကိုပဲပြန်ပြီးတော့ပြင်ခိုင်းရအောင်။ကိုချက်ရေးလောက်ပါကဲပါအောင် One eternity later Oh my god ချက်ပြုတ်ထားပြန်ပြီ။ဘာတွေချက်ထားလဲ။ကျွန်တော်အနံလေးနည်းနည်းသွားရှူကြည့်အောင်။ Yo okay တော်တော်လေးအဆင်ပြေလာပြီ။ Yo အပေါ်မှာလည်းစူးကြုံလို့ဟာတွေပါလာပြီ။ခုံလာလည်းမြန်ခုံလို့ရလာပြီ။တစ်ပင်တွေလည်း glitch မဖြစ်တော့ဘူး။အော်မကြီးကွမ်ကောင်တာလေးအောင်ပါသေး absolute cinema ဖြစ်နေပြီဒါပေမဲ့နည်းနည်းဗျနင်းနေညနဲ့ပြောင်းနေမကဲနေလေးလို့ခြင်းတယ်ဗျာဒါလေးထက်ပြီးတော့ ChatGPT ကိုထပ်ပြင်ခိုင်းလိုက်ကဲဒီမှာနင်းနေညနဲ့ပြောင်းတာကိုထည့်ပေးပါပြီးလို့ရှိရင်ညဘက်မှာနည်းနည်းလေးအတိုက်ခိုက်တွေကိုမမြင်အောင်လုပ်ပါဆိုပြီးပြောလိုက်တယ်နင်းနေညနဲ့ပြောင်းတဲ့ function လေးထည့်ခိုင်းတာနောက်ထပ်မိနစ်20လောက်ထပ်ပြီးတော့ကုန်သွားတယ်အချိန်ယူပါ please ကောင်းလေးလုပ်ပေးပါ ChatGPT okay ဘာတွေချက်ပြုတ်ထားလဲအများကြီးချက်ပြုတ်ထားတယ်အများကြီးချက်ပြုတ်ထားတယ်ချက်ရှိုးလိုက်ဟုတ်ပြီခုံနေနင်းနေညနေပြောင်းမှလားအိုးနည်းနည်းမှိန်လာပြီဟိုးတကယ်ပြောင်းသွားတယ်ယိုးညဘက်အခန်းကပူပြီးတော့မှလှသေးတယ်နေကင်းဘက်ဒါမှကြည့်ဘေးနားမှာလင်းနေလားစောင်းမိုက်တယ်နောက်ကကြေလေးတွေကလည်းစောင်းရမ်းလှစောင်းရမ်းလန်းနေပြီဒါပေမဲ့ဗျာအပေါ်ကအဲ့စူးဂျုံတွေကအရန်ကတ်နေအပေါ်ကိုလုံးဝတက်လို့မရတော့တာနောက်ပြီးတော့ကျွန်တော်နောက်ထပ်ထည့်နေတာရှိသေးတယ် boss fight ထည့်နေတာဥပမာမီတာ100လောက်ရောက်လို့ရှိရင် boss ပေါ်လာပြီးတော့အဲ့လိုချကျင်တယ်ဗျာအဲ့ဒါလေးထည့်မယ်ဟိုးပေါ်ကစူးဂျုံတွေကိုချဲပေးပါနောက်ပြီးလို့ရှိရင် point နေနဲ့ငှက်တွေနဲ့ထက်နေလို့မထက်အောင်လုပ်ပေးပါဆိုပြီးပြောလိုက်တယ်ဒီမှာကျွန်တော်ပြောတာနည်းနည်းတော့များသွားတယ်ထင်တယ် ChatGPT တော့မှဒီကုတ်ကြီးကအရန်ကြီးလွန်းလို့တစုတစည်းတည်းပြန်မထုတ်ပေးနိုင်တော့ဘူးတဲ့ဆိုပြီးကျွန်တော်ကိုယ့်ဘာသာကို VS Code ထဲမှာသွား edit ပါတဲ့ကျွန်တော်လည်းဘယ်ရမလဲမ edit ဘူးကွာလို့မိမသားမင်းအကုန်ပြန်ပေါင်းပေးလို့ပြောလိုက်တယ်အဲ့ဒီမှာစပြီး error တက်တော့တာပဲ ChatGPT ပြန်ပို့ပေးရမယ် document ကြီးအရှိကြီးဖြစ်နေလို့ပါတယ်ကျွန်တော်ပြန်ပြီးတော့ကိုယ့်ဘာသာကို edit ပါတယ်ဒါမှလည်းမ edit ဘူးကွာဆိုပြီးတော့ဒီတိုင်းပဲထားလိုက်တယ်ဒီတိုင်းပဲထားပြီးတော့အတင်းစော့ကြည့်ဖို့လုပ်တယ်ပေါ့အေးစော့မယ်လေငါစော့ခြင်းသေးတယ်လေသွားပြီဟေးနှိပ်လို့ပါမရတော့ဘူးဟာဒီလိုနဲ့သူပို့ပေးတဲ့ကုတ်ကိုပြန်ကြည့်တော့ကုတ်ကအဆုံးတောင်ပါမလားအဲ့ကြောင့်မလို့ဘာမှမစော့လို့မရတော့တာဂိမ်းကြီးကလက်နေ။ပြောင်း ChatGPT မင်း join ဆိုတဲ့ကောင်အဲ့လိုချိုးလားမချိုးနဲ့ပြီးအောင်ရေးကျွန်တော် finish the code ဆိုပြီးပို့လိုက်တယ်ဗျာရှုပ်တွေ့လားကိုဒီကို ChatGPT တောင်ကြောက်တယ်မှာဆက်ရေးပြီးနေ 2 hours later ရှိုးမယ်ဟဲ့ဒါလည်းမပြီးသေးဘူးလေဒီမှာနောက်မှတစ်သက်ကြီးကြံနေသေးရဲ့လीဟာဘယ်လိုလုပ်ရမှာလဲကု
ခုတ်ကတော့မဆုံးဝင်မယ်အပေါ်မှာ preview button လေးကလင်းနေတော့ကျွန်တော်တက်လေးနဲ့နှိပ်ပြီးစော့ကြည့်လိုက်တယ်ဗျာဒီလားစော့လို့ရတယ်ဒါပေမဲ့အဲ့ဒါလည်းခဏပဲကျွန်တော်တကယ်လုံးဝအကြာကြီးစော့လို့ရလိုချင်တာလေကောင်းကွာခဏနေကြအောင်စိုက်ကြီးတစ်ခုလုံး error တက်သွားဒါနဲ့ပဲ refresh button ကိုပြန်နှိပ်လိုက်တော့ oh my god magically ကုတ်ကအဆုံးထိကိုပါလာတယ်ဗျာအဲ့ဒါနဲ့ကျွန်တော်လေးဟာကြိုက်ပြီလေးဆိုပြီးတော့ထောင်းပြီးတော့နောက်ဆုံး final version လေးကိုချက်ရှိုးကြည့်လိုက်အောင်ဒါမဲ့ဗျာ boss fight ထိကိုထည့်ချင်တာဒါမဲ့ကုတ်ကအခုလိုတိုင်နေပတ်နေတော့ကျွန်တော်ထပ်မထည့်တော့ဘူးလို့ဒီမှာပဲရက်လိုက်တော့မယ်ဆိုပြီးတော့ငတက်ပြားတောရွာပြန်ပြေးပွဲရဲ့နောက်ဆုံး final version ကိုရှူစားလိုက်ရအောင်ကဲဗီဒီယိုလေးကတော့ဒါပါပဲအခုချိန်ကြီးကြည့်နေသေးတယ်ဆိုလို့ရှိရင်ကျေးဇူးအများကြီးတင်ပါတယ်ဂိမ်းလေးကိုကိုယ့်ဘာကိုစမ်းစောကြည့်နေတယ်ဆိုလို့ရှိရင်ကျွန်တော် comment ထဲက link ထဲမှာချထားပေးမယ်ခါလေးဝင်စောရလို့ရတယ်ဗီဒီယိုတွေသဘောကျတယ်ဆိုလို့ရှိရင် like share subscribe လေးနဲ့ကူညီသွားလို့ရပါတယ်နောက်နေ့ကျရင်ဘာဂိမ်းတွေလောက်ရမလဲဒီဂိမ်းကိုပဲပြန်ပြီးတော့အစအနေမုံမြန်သွားမလား comment ထဲမှာရေးခဲ့လို့ရပါတယ်အားလုံးပဲဘိုင်